ရုပ်ရှင်ရိုက်ဖို့အထိပါကမ်းလှမ်းလာတာကြောင့်မင်းသားဖြစ်တော့မဲ့ရေခဲချောင်းတယ်လေးကိုရှိုင်းစောမင်္ဂလာပါ message ပရိသတ်တို့ရှင်။နှွေနေပူပူမှာရေခဲတုပ်တွေမျှဝေပေးရင်လူသိများလာခဲ့တဲ့ကိုရှိုင်းစောတယောက်ကတော့ကန်ထူးပြီးမင်းသားဖြစ်တော့မှာပဲဖြစ်ပါတယ်။စကိုင်းငလင်ကြောင့်စကိုင်းမြို့ကိုလာရောက်လူရန်ခဲ့ကြတဲ့အလူရှင်တွေကိုမိမိရောင်းတဲ့ရေခဲတုပ်တွေကိုပြန်လည်ဝေမျှခဲ့တဲ့ကိုရှိုင်းစော်ရဲ့ဗီဒီယိုဟာလူမှုကွန်ရက်စာမျက်နှာတစ်ခွင်မှာရေပန်းအစားဆုံးဗီဒီယိုတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။မိမိမျိုးကိုလာရောက်လူရန်ခဲ့တဲ့အလူရှင်တွေကိုကိုတက်နိုင်တာလေးနဲ့အကျိုးပြုခဲ့တဲ့ကိုရှိုင်းစော်ရဲ့စိတ်ဓာတ်ကတော့အမခန့်ချီးကျူးစရာကောင်းလာပါတယ်။စေတနာအကျိုးပေးတဲ့ဆိုတဲ့စကားအတိုင်းကိုရှိုင်းစော်ရဲ့လောက်ရက်ကိုကြည့်ပြီးတနာချစ်ခင်ကြတာကြောင့်အလူငွေတွေတွားရောက်ပေးအပ်ခဲ့ကြပေမဲ့လေကိုရှိုင်းစော်တယောက်ကတော့အဲ့ဒီအလူငွေတွေကိုငလျင်ပေးမှပြန်လဲလှူဒန်းခဲ့တာပဲဖြစ်ပါတယ်။မိဘတွေစွန့်ပစ်သွားခဲ့ကအခုချိန်ထိတိုင်းတယောက်တည်းတကောင်ကျွဲဘဝနဲ့ရေခဲချောင်းရောင်းလာက10နှစ်ကျော်တိုင်ဘဝကိုအထီးကျန်စွာဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။ရေခဲချောင်းတွေလေကိုရှိုင်းစော်ရဲ့ရိုးသားတဲ့စိတ်ကိုသဘောကျတဲ့သူတဦးကလည်းရေခဲဆက်တစ်လုံးလက်ဆောင်ပေးခဲ့တာဖြစ်ပြီးသူ့ရဲ့ရေခဲချောင်းလုပ်ငန်းအတွက်အထောက်အကူဖြစ်စေမဲ့အရာတွေကိုပေးခဲ့ကြတာပဲဖြစ်ပါတယ်။နာမည်ကြီး Lady Great စိန်ဆိုင်ပိုင်ရှင်ကလည်းကိုရှိုင်းစော်အတွက်ဆိုင်ကယ်အသစ်တစ်စီးလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။စိန်ရင်ကောင်းသူကိုရှိုင်းစော်တယောက်ကတော့သူ့ကိုဒီလိုထောက်ပံ့ပေးနေတဲ့သူတွေကိုရန်ကုန်ထိတိုင်သွားရောက်တွေ့ဆုံကြောခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးသူရန်ကုန်ကိုရောက်နေစဉ်ကာလမှာကြော်ညာရိုက်ကူးကျင်သူတွေကလည်းအများအပြားရှိနေကြကြပြီးကိုရှိုင်းစော်ရဲ့ရိုးသားမှုကိုအတိအမှတ်ပြုပေးခြင်းနေကြတာပဲဖြစ်ပါတယ်။ပရိသတ်တချို့ကတော့ကောင်းပါတယ်အမှန်တကယ်လေကြည်ကောင်းတဲ့မျက်နှာပိုင်ရှင်ပါမင်းသားဖြစ်တိုက်ပါတယ်ဆိုပြီးအားပေးနေကြတဲ့သူတွေလည်းရှိသလိုအချို့ကလည်းသူ့ဘာသာရေခဲချောင်းအေးဆေးရောင်းပါစေခေါ်ပြီးဒုက္ခမပေးကြပါနဲ့တာမန်လူတယောက်ကမင်းသားဖြစ်ဖို့လွယ်ပါမလားဆိုပြီးဝေဖန်မှတ်ချက်ပြုနေကြသူတွေလည်းရှိကြပါတယ်ပရိသတ်တို့အနေနဲ့ကရောရေခဲချောင်းတယ်လေကိုရှိုင်းစော်တယောက်ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးမယ်ဆိုရင်ကောအားပေးနေကြအောင်မလားဆိုတော့ကောမန့်မှာဝင်ရောက်ဖြေဆိုပေးခဲ့ကြပါအောင်နော်ဟုတ်ကဲ့ပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ရုပ်ရှင်ရိုက်ဖို့အထိပါကမ်းလှမ်းလာတာကြောင့်မင်းသားဖြစ်ရတော့မယ်ရေခဲချောင်းတယ်လေကိုရှိုင်းစော်ရဲ့အကြောင်းကိုပြောပြတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဆယ်လီတွေရဲ့သတင်းကြောင်းရာတွေကိုပြောပြတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဒီဗီဒီယိုလေးကို like and share လုပ်ပေးကြပါဦးနော်ဗီဒီယိုလေးကိုစုံထိနားထောင်ပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။တာယာတော်နေ့လေးဖြစ်ပါစေရှင်။